Hello အားလုံးမင်္ဂလာပါရှမ်းဆွေးနွေးရင်းကရှမ်းမှာရှမ်းကသွားစားဖြစ်ခဲ့တဲ့ buffet ဆိုင်လေးအကြောင်းအားလုံးကို share လုပ်ပေးချင်ပါတယ်။ဒီဆိုင်လေးကတော့ဒါနမ်းမှာရှိရဖြစ်ပြီးတော့ကောင်လေးတွေကောင်မလေးတွေတပုံခဏခဏလာရဲကြတဲ့ Instagram spot နေရာတစ်ခုဖြစ်တဲ့43 Town မှာရှိရပဲဖြစ်ပါတယ်။ဒီဆိုင်မှာရွေးချယ်စရာ buffet set တွေအပြင်ရိုးရိုး menu တွေလည်းအများကြီးရှိရပေါ့နော်။ပင်လယ်ကမ်းခြေနဲ့တောင်တန်းဝါမြင်ရတာမို့ view ကတော့အရင်လာပါတယ်။ရှမ်းရွေးခဲ့တဲ့ menu ကတော့ steam buffet ဖြစ်ပြီးတော့ဟင်းပွဲတွေကို steam လုပ်ပြီးတော့ပေါ့နော်ပေါင်းပြီးတော့မှစားရတာပါဟင်းပွဲတွေကို steam လုပ်မပေးခင်မှာအရင်ဆုံးအပူချိန်ညှိပေးပါတယ်။ဟင်းပွဲတွေကိုရင်သွေးငွေးနဲ့ပေါင်းခန့်တာဖြစ်တဲ့အကြောင်းလို့တက်ဖို့ဆိုရင်အချိန်ယူရပါတယ်ဆိုတော့မကြိုက်ခင်မှာအစာပြေစားဖို့အတွက်ဒီလိုမျိုးကိတ်လေးတွေရွေးလို့ရတယ်ပေါ့နော်။ဒါပေမဲ့ဒါကတော့ buffet ထဲမှာမပါဘူးဖြစ်တယ်။ဆိုတော့ကိတ်လေးတွေနောက်ပြီးအသီးလေးတွေနဲ့ juice တွေတောက်ချင်တယ်ဆိုရင်တော့plus ပေါ့နော်တယောက်ကို 45k ထပ်ပြီးပေးရပါတယ်။ရှမ်းကတော့အစာပြေစားဖို့အတွက်ကိတ်လေးရဲ့နောက်ပြီးပူတင်လေးရဲ့ကြာဆွဲလို့ခေါ်လာမသိဘူးအဲ့ဒါလေးအရင်ဆုံးရွေးပြီးတော့စားလိုက်တယ်ပေါ့နော်။နောက်ကနေပြီးတော့ရင်နွေးငွေးနဲ့အပူပေးထားတဲ့စကားပေါ်မှာမှဒီလိုမျိုးဟင်းပွဲတင်နေပြီးတော့မှအဖုံးအုပ်ပြီးတော့ကြတော့ရင်နွေးငွေးနဲ့ပေါင်းနေပေါ့နော်။တောက်ဆရာအနေနဲ့ကတော့တီးသုံးမျိုးပေးထားပါတယ်။ဂျင်းစင်တီရဲ့ lemongrass tea ရဲ့နောက်တစ်မျိုးရဲ့ပေါ့နော်။နာမည်တော့မှတ်မိတော့ဘူးရှင်။ပြီးတော့ ice cream ကြိုက်တဲ့သူတွေအတွက်ဆိုရင်လည်း flavor မျိုးစုံရွေးလို့ရတာပေါ့နော်။အရသာအနေနဲ့ပြောရမယ်ဆိုရင်ပုံမှန်စားနေကြ buffet တွေဖြစ်တဲ့ hopper တို့ barbecue တို့လိုမျိုးလေးလေးနစ်နစ်နဲ့ပေါ့နော်စားရတာကျဉ်းတဲ့ဆိုရဲခံစားချက်မျိုးတော့မရဘူးဒါပေမဲ့ပုံမှန်စားနေကြ buffet လိုမျိုးမဟုတ်ဘဲနဲ့ဒီလိုမျိုးရင်းနှီးငွေးနဲ့ပေါင်းပြီးတော့စားရတာဖြစ်တဲ့အကြောင်းလို့အရသာအနေငယ်ပေါ်ရဲဒါပေမဲ့အရင် healthy ဖြစ်တယ်ပေါ့နော်ပြီးတော့ဟင်းပွဲတွေကိုပေါင်းတဲ့နေရာမှာလဲကိုယ်တိုင်ပေါင်းစရာမလိုပဲနဲ့ဝန်ထမ်းတွေကပေါင်းပေးရပေါ့နော်ဆိုတော့လှလှပပလေးနဲ့ညှော်နှက်လည်းမနှမ်းချင်ဘူး buffet လေးစားချင်တယ်ကမ်းခြေ view လည်းကြည့်ချင်တယ်ပေါ့နော်ဆိုရဲသူတွေအတွက်တော့ဒီဆိုင်လေးကတော့စားဖို့တင့်တော်ရလို့ပြောရပါမယ်ရှမ်းရွေးချယ်ခဲ့တဲ့ buffet set ထဲမှာဆိုရင်တော့ငါးက3မျိုး seafood က2မျိုးပြီးတော့အသားမှာဆိုရင်ဝတ်သားကြက်သားအမဲသား3မျိုးရွေးချယ်လို့ရပါဘောနော်ဈေးနှုန်းတွေနေရတော့ 239k ပဲပေးရပါဘောနော်တစ်ယောက်ကိုဆိုတော့ buffet လဲစားရင်ကြည့်ရတဲ့သူတွေနဲ့ AC date ချင်တယ်ဆိုရင်တော့ဒီဆိုင်လေးကိုတွားကြည့်သင့်ပါတယ်